Galaxy projector တစ်ခုဝယ်ပြီးတော့နှစ်ခုရမယ်အခွင့်အရေးမင်္ဂလာပါကျွန်တော်တို့ကိုအောင်စရာမျိုးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဇက်ဇက်မှာပေါ့နော်ကျွန်တော်တို့ Galaxy projector လေးတွေအများအရောက်လာတယ် Galaxy projector ဆိုတာ ਨੇ ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ကအများကြီးအထောက်အကူပြုတဲ့အရာကျွန်တော်တို့ပတ်ဝန်းကျင်မှာညဘက်ဆိုကောင်းကောင်းအိမ်မပြောတာတွေစိတ်ဖိစီးမှုဖြစ်နေတဲ့သူတွေအတွက်ကိုပို့ပြီးတော့တင့်တော်တယ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့အခန်းကို room decorate လုပ်ချင်တဲ့လူတွေပေါ့ဒီတော့ကျွန်တော်တို့ဒီဥစ္စာလေးကိုပေါ့နော်ညဘက်ကောင်းကောင်းအိမ်မပြောတဲ့လူတွေဆိုရင်ဒီဟာလေးကိုအခန်းထဲမှာဖွင့်ထားပြီးသွားရင်ဆိုရင်စိတ်က relax ဖြစ်စေတယ်အိတ်ဆက်ခြင်းမှာလည်းကောင်းကောင်းအိပ်ပျော်ဖို့တော့အများကြီးအထောက်အကူပြုတယ်ကျွန်တော်ဒါလေးကိုတစ်ချက်ဖွင့်ပြပေးမယ်ခင်ဗျသူကဒီ packaging မှာပေါ့နော်ဒီ cable လေးပါမယ်ကျွန်တော်တို့ဖွင့်ဖို့တော့လည်းအရန်လွယ်ကူတယ်ကျွန်တော် cable လေးကိုအိမ်မှာရှိတဲ့ charger head လေးတွေမှာထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီသူ့မှာပါတဲ့ type C အပေါက်လေးတွေကိုထိုးလိုက်ရင်ရပါပြီဗျ Bluetooth mode သူဖွင့်သွားပြီသူ့ရဲ့ခေါင်းလေးကဒီတန်လိုက်နဲ့ဖြစ်တဲ့ပုံမှာကျွန်တော်တို့အဖွင့်အတက်လည်းလုပ်လို့ရတယ်เนาะခေါင်းဒီလိုဖြုတ်တာတို့ဒီလိုလုပ်တာလုပ်လို့ရတယ်ဟိုတန်လိုက်တဲ့ဖြစ်တဲ့ပုံမှာပေါ့နော်ကျွန်တော်တို့ဒါကတော့ကျွန်တော်ဗီဒီယိုရိုက်တယ်ဆိုတော့ကျွန်တော်ဗီဒီယို lighting တွေကြောင့်တိတ်မသိရဘူးအခန်းကိုမီးပိတ်ပြီးတော့ဖွင့်ထားမယ်ဆိုတော့တစ်ခန်းလုံးအပြည့်လင်းတယ်ပေါ့နော်နောက်ပြီးတော့သူ့မှာ remote ပါမယ် remote control ပါတယ်သူကဒီပေါ့နော်သူ remote မှာဆိုရင်ကျွန်တော်တို့ red light green light blue light white light ဒီဟာတွေကိုလည်းကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဥပမာပေါ့နော်red light ကိုတိတ်မလိုချင်ဘူးဆိုရင် red light ကိုပိတ်လိုက်လို့ရတယ် green light ကိုမလိုချင်ဘူးဆိုရင် green light ပိတ်လို့ရတယ်စသဖြင့်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီကျဲတွေပေါ့ဒီကျဲအရာတွေကိုလည်းကျွန်တော်တို့အတိုးအလျှော့တွေလုပ်လို့ရတယ်အပြည့်ကိုကျဲကိုအများကြီးလိုချင်တာလားဒါမှမဟုတ်နည်းနည်းပဲလိုချင်တာဒါလေးလည်းချိန်လို့ရတယ်ပြီးတော့ကျွန်တော်တို့ timer ပါတယ် timer ကျွန်တော်တို့ညအိပ်သွားတဲ့အခါကျရင်ပေါ့နော်သူ auto ပိတ်သွားအောင်လည်း timer နဲ့ထားပြီးတော့လုပ်လို့ရတယ်ဗျပြီးတော့သူက voice control လည်းပါသေးတယ်နောက်တစ်ခုက Bluetooth system ပါတယ်ကျွန်တော်တို့အရင်ထွက်တဲ့ model တွေမှာ Bluetooth မပါတော့ပေမဲ့ဒါ model အသစ်ဖြစ်တဲ့ပုံမှာကျွန်တော်တို့ Bluetooth ပါလာတယ်ပြီးတော့နောက်တစ်ခုကသူ့မှာ auto ပေါ့နော် sound လေးထည့်ထားပေးတယ်ကျွန်တော်ဖွင့်ပြပေးမယ်ဗျ Music mode ကျွန်တော်တို့ဒီ projector လေးကိုလည်းဖွင့်ထားမယ်ဒီ sound လေးကိုလည်းဖွင့်ထားမယ်ဆိုရင်ကျွန်တော်ဒီအတန်လေးကကျွန်တော်တို့ relax ဖြစ်စေတယ်ပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကနေပြီးတော့ကိုယ့်ဘာနဲ့ကိုယ်ပေါ့နော်တချင်းဖွင့်မယ်တချင်းဖွင့်ပြီးနားထောင်မယ်နောက်ပြီးတော့ relax ဖြစ်တဲ့ဒီ theme လေးတွေကိုကျွန်တော်တို့ Bluetooth နဲ့ချိတ်ပြီးဖွင့်မယ်ဆိုလည်းရတယ်ပြီးတော့နောက်ပြီးတော့သူကဒီစက်ကနေလေတချင်းကိုအရှိနောက်ကြော်တာလုပ်လို့ရတယ်နောက် remove ကနေပြီးတော့လည်းလုပ်လို့ရတယ်ဗျနောက်ပြီးတော့ကျွန်တော်တို့ကဒီ Galaxy projector ကိုထိုးထားတယ်ဗျထိုးထားနေနေအခန်းထဲမှာသူကလင်းထိန်နေမယ်ဒါကျွန်တော်တို့ကပို့ပြီးတော့ပေါ့နော်ကိုယ့်အခန်းကို room decorate လုပ်ချင်တယ်ဆိုရင်လည်းရတယ်ကျွန်တော်ဒီ cosmic light လည်းရှိတယ်ဒီ cosmic light ကဆိုရင်ကျွန်တော်တို့ဥပမာပေါ့ကျွန်တော်ရှိမှာ design နှမျိုးရှိတယ် design တစ်ခုချင်းစီမှာဒီ cosmic light တစ်ခုမှာ slide 10ခုပါတယ်ဒီတော့ကျွန်တော်တို့ဒီဥပမာပေါ့နော်ကျွန်တော်ဗီဒီယိုလေးနဲ့လည်းရိုက်ပြပေးထားတယ်ကျွန်တော်တို့ဒီ projector ရောကျွန်တော်ဒီ cosmic light projector နဲ့ပါဖွင့်ထားမယ်ဆိုရင်ပို့ပြီးတော့မိုက်တယ်ဟို room decorate လုပ်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ညဘက်မှာကောင်းကောင်းအိမ်မပြောတဲ့သူတွေဆိုရင်လည်းပို့ပြီး relax ဖြစ်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်ကျွန်တော်ဆိုရင်ဒီ projector လေးဖွင့်ထားတယ်ဖွင့်ပြီးတော့ဒီ cosmic light projector နဲ့ကကျွန်တော်ဒီလားပုံစံလေးတွေဖွင့်ထားနှစ်ခုတွဲဖွင့်ထားတယ်လုံးဝ perfect ပဲအရန်ကိုမိုက်တယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကလည်းအရန်ကိုတန်တယ်လက်ရှိ market price 8000ကနေပြီးတော့9000ခွဲလောက်ထိကိုရှိတယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းအထူးဈေးနှုန်းဖြစ်တယ်6900နဲ့900နဲ့ရောင်းချပေးမှာဖြစ်တယ်ဒါလေးကကျွန်တော်ဒီ projector လေးက Galaxy projector လေးကကျွန်တော်ရောင်းချပေးမှာ6900နဲ့900 stock ကကျွန်တော်ကန့်တက်ထားတယ်ပထမဦးဆုံးအယောက်30ကိုပဲကျွန်တော်ဒီ projector လေးကို6900နဲ့ရောင်းချပေးမှာဖြစ်တယ်နောက်ပြီးတော့ဒီ cosmic light projector ဒီ cosmic light projector slide 10ခုပါပြီးသားဟိုမှာကျွန်တော်ရှိမှာ2100နဲ့900နဲ့ရောင်းချပေးမှာဖြစ်ပါတယ်လူချင်းမင်းတို့ order တင်ချင်တယ်ဆိုရင်ကျွန်တော်ကို TikTok ရဲ့ chat box Facebook page messenger 3992398380ကိုဆက်သွယ်ပြီး order တင်နိုင်တယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ဟိုရုပ်ရှင်ကြည့်တဲ့ projector တွေနောက်ပြီးတော့ power bank တွေကျွန်တော်တို့ Xiaomi ရဲ့ original charger လေးတွေကိုလည်းကျွန်တော်ရောင်းချပေးသွားမှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေကိုလည်းကြည့်ပေးဖို့
အားလုံးပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ